အားလုံးပဲမင်္ဂလာပါ Python ခုမှစလေ့လာမယ့်သူတွေအတွက်ဒီနေ့တော့ပထမဆုံး program လေးကိုစတင်ကြရအောင်ပါအခြေခံကြဆုံးအနေနဲ့ print function ကိုအသုံးပြုပြီးတော့ hello world ဆိုတဲ့စာကြောင်းလေးပေါ်အောင်ရေးပြမှာပဲဖြစ်ပါတယ်ဒီမှာ print ဆိုတာကွန်ပျူတာကိုဒီစာကို screen ပေါ်မှာဖော်ပြပေးပါလို့အမိန့်ပေးတာပဲဖြစ်ပါတယ် hello world ကတော့ပြချင်တဲ့စာသားပဲဖြစ်ပါတယ်အခုတော့နည်းနည်းတိုးပြီးတော့ variable တွေကိုအသုံးပြုကြည့်ပါမယ်ဒီမှာဆိုရင် A နဲ့ B ဟာတန်ဖိုးတွေကိုသိမ်းဆည်းထားတဲ့ variable တွေပဲဖြစ်ပါတယ်အဲ့ဒီတန်ဖိုးတွေကို print နဲ့ပြချင်ရင်ဒီလိုရေးလို့ရပါတယ်ဒီမှာလက်သေးဝင်တွေက variable တန်ဖိုးတွေဝင်မဲ့နေရာလွတ်တွေဖြစ်ပြီးတော့ format AB က A နဲ့ B ကိုအစဉ်လိုက်ထည့်ပေးတာပဲဖြစ်ပါတယ်ဒါဆို output က value of A is 10 and value of B is 20ဆိုပြီးဖော်ပြပေးမှာပဲဖြစ်ပါတယ် Python ကိုဒီလိုပဲအခြေခံအနေစပြီးတော့လွယ်ကူစွာပဲလေ့လာနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာ Python နဲ့ပတ်သက်ပြီးအခြေခံကျောင်းအရာတွေကိုဆက်လက်သင်ကြားပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ account လေးကို like and follow ပြုလုပ်ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်